အားလုံးပဲမင်္ဂလာပါ day 3ဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့အခုတောင်ကြီးရောက်ပြီမင်းညတော့ညစာတွေပါစားတာပေါ့ဗျာအဲ့ဒါပြီးသွားတော့မျိုးရဲနဲ့ပတ်ကြည့်ပြီးတော့တန်းပြီးတော့ထွက်လာတာပေါ့နော်တန်းပြီးထွက်လာပြီးတော့အခန်းရောက်တာနဲ့ရေမိုးချိုးပြီးတော့တန်းပြီးတော့အိတ်လိုက်တာဒီမနက်မှပဲအမြန်ထားပြီးတော့ရေချိုးပြီးတော့အခုထွက်ရှာရှိရလေးထွက်မှာဖြစ်ပါတယ်ဒီနေ့မှာတော့cafe hopping လေးပါလုပ်မှာပေါ့နော်ဘယ်သွားပြင်မလို့မသိသေးဘူးကျွန်တော်တို့တဲတဲ့ဟိုတယ်ကတော့ဒီဟိုတယ်မင်္ဂလာဦးဆိုတဲ့ဟိုတယ်မှာတဲတာပေါ့နော်ဆိုတော့ဒီဟိုတယ်ကတော့ကျွန်တော်အမေတငယ်ချင်းရဲ့ဟိုတယ်ဆိုတော့ဒီမှာလာပြီးတော့တဲပစ်တာလည်းဖြစ်တယ်ကိုလေးချိန်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်ပါအောင်မယ်လမ်းခီးတစ်လျှောက်တော့ကျွန်တော်ချက်ပြပေးမယ်ကျွန်တော်မောင်းအောင်မယ်ဆိုရင်တော့ပြဖို့အဆင်မပြေဘူးဒါပေမဲ့ father မောင်းမယ်ဆိုတော့ကျွန်တော်ပြပေးမှာပေါ့နော်ရုံးထိုးလေးတော့ကျွန်တော်ပြန်ရောက်မှလုပ်ပြီးတော့မယ်အခုတော့နောက်ကျနေမှာဆိုတော့သွားလိုက်ပါအောင်မယ်မနေ့စာလေးစားတဲ့နေရာကျမှပြန်တွေ့ပါမယ် see you okay ဆိုတော့ဘူးဆိုရင်တော့ဒါတော့ father ပါအဲ့တော့ mother ပါကျွန်တော်တောင်းရောက်လို့ချိန်မှာဒါမှပြည့်ဆိုင်ဖြစ်တဲ့ဒေါ်နန်းပန်ကျွန်တော်စစားကိုကျွန်တော်ရောက်နေပါပြီဆိုတော့ခုနကတော့ပြတဲ့ဥစားလေးမှာထားတယ်ကျွန်တော်ဆိုလည်းမှာထားတယ်ကျွန်တော်ဆိုတော့မရဘူးခဏစောင့်အောင်ပေါ့နော်ဆိုတော့တူးဆိုတက်ချင်တော့ဒီမှာအဲ့ဒါလေးစားလိုက်ပြီးရင်တော့ပတ်သက်သွားပြန်မယ်ဒီလိုရှင်းမြန်တယ်ရတယ်ဒီတုံးရတဲ့အချိန်လေးဒါတုံးနေဟုတ်ဒါဟုတ်ရချင်ရနားမီတဲ့တဲ့ဟုတ်တယ်ကွာမာထားရရောက်ပြီပေါ့နော်ဒီမှာတော့တခုကောင်းတာ service ကတော့ထုံးတာညံ့နေအဲဒါကြောင့်ညံ့ထားလို့ရတယ်နော်။ဒါလေးမာထားလဲဆိုတော့အစုံရောက်လာပြီကျွန်တော်ပြပြီပေါ့နော်။ဒါလေးတွေရှိတယ်ဒါလေးတွေရှိတယ်ဆိုတော့စားလိုက်ပါအောင်မယ်။ Okay ဆိုတော့ကျွန်တော်တို့အခုရွှေဖုံးပွင့်ဖះကိုလာတာပေါ့နော်ဆိုတော့လက်ရှိဒီ view point တွေတခုတွေ့တယ် view point တွေတခုတွေ့လို့အဲ့ဒီ view point တွေနားမှာကိုလောဆယ်ဓာတ်ပုံလေးပါလေးရိုက်မှာပြန်ဒီမှာကားတော့နောက်မှရက်ထားတယ်ဓာတ်ပုံလေးပါလေးရိုက်မယ်ပေါ့နော်ဆိုတော့ဒီနေရာလေးကတော်တော်လေး fine နေကျွန်တော်ကလမ်းရှောင်းရင်းနဲ့တခါတည်းပြပေးမယ်ပေါ့နော်ဆိုတော့လမ်းလေးမျိုးကိုယ်လေးပါလေးနေပေါ့ဗျာဆိုတော့ဒီနေရာလေးကသူကဒီလိုလေးတော့အနေထားလေးတော့ရှိတယ်တစ်ချက်တော့သူကဟိုနည်းနည်းတော့သတိထားရတယ်ပေါ့ဗျာဒီဘောကနေတော့မျိုးကိုယ်ပြန်ဆင်လာပြီးရင်ဒီကနေလိုပြန်ကိုယ်ပြီးတော့တက်ရမှာဆိုတော့အဲ့လိုလေးတော့အဲဘောတော့ရှိတာပေါ့ဗျာဆိုတော့အဲ့ဒါလေးပါပဲကျွန်တော်ကတော့ဆင်ပြေပါတယ်နောက်တော့ကျွန်တော်ဓာတ်ပုံလေးပါလေးရိုက်ဖို့သွားမယ်ပေါ့နော်ဆိုတော့အနားကြလို့ရှိရင် view point လေးကိုတစ်ချက်ပြပေးမယ်ဒီ view point လေးတော့မိုက်တယ်ကျွန်တော်ဒီမှာလမ်းလျှောက်လာရင်ဒီနားလေးရောက်နေပြီဆိုတော့တလက်စားလေးပြပေးမယ်ပေါ့နော်ချက်ရှိုးလိုက်ပါโอเคဆိုတော့ကျွန်တော်တို့နောက်ဆုံးတော့ရွှေဖုံးဘွဲ့လေးတော့ရောက်လာပါပြီရှုံးမရောက်တာတော်လေးကြာပြီပေါ့ဆိုတော့ကားထဲမှာတစ်ခါလဲခဏချုပ်ခဲ့ပါမယ်ခဏနော်ကားကပြေးလိုက်အောင်ဆိုတော့ဒီရွှေဖုံးဘွဲ့ဖျားပေါ်ကိုတက်နေပါပြီတော်တော်အေးတယ်မနေ့တော့ဆိုလို့ရှိရင်တောင်ကြီးမှာ temperature 14လောက်ပဲရှိတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ခြံနဲ့တော့တက်လိုက်ပါဗျာ16တော့ဖြစ်နေဒါမှလည်းတော်တော်လေးအင်းနေအောင်မယ်ဖះလေးနဲ့ပတ်ပြီးတော့ရှခုလိုက်ပါအောင်မယ်ဒီပေါ်မှာတော်တော်အေးတယ်နေတော့ပူရမဲ့နေပူရမခံစားအောင်အေးတယ်တလီကြီးလာတယ်ရမလားဖះတရားလေးပဲစိတ်ဝင်စားရတာကိုရဖះနဲ့တရားနဲ့ရောက်တဲ့နေရာမှာဖះပဲသွားရင်ရှိတော့အဲ့လေဖက်ဆိုးလို့အဲ့ဒီ level ဆိုလို့ရကျွန်တော်ညီရဲ့စကားကျွန်တော်အဲ့ဒီကက်လေးရှာတွင်ထည့်ပေးမယ်ဆိုတော့ရောက်လာပြီပေါ့တန်နေနေလားဒါရောက်အားကြီးလို့ဒီမှာဒီကွန်ဆယ်တာရောက်ဒါလေးကကန်ကောနော်ဒါစရဒီဟုတ်လားမဆန်ဝေးစီတွန်းလို့ရတာစနေလေးကမှာโอเคဆိုကျွန်တော်ကစရက်ဒီပုံပေါ့နော်ဆိုအခုချိန်မှာပြီးတော့ဖျားပန်းလည်းရပြီဆိုတော့ဖျားကပ်ဖို့လှုပ်လိုက်ပါအောင်မယ်
ဆိုဖျားတော့ရှိခိုးပြီးသွားပြီပေါ့နော်ကျွန်တော် ANC noise cancellation ပေါ့ဗျာအဲ့ဥစ္စာလေးကိုပြန်ပြီးတော့ noise cancellation ကိုပြန်ပိတ်ပြီးတော့ဘေးနားကနေဖျားတရားအတန်လေးအကြောင်းကျွန်တော်ဖွင့်ထားပေးတယ်တော်တော်အေးချမ်းတယ်ဒီပေါ်လေးမှာတော်တော်လေးအေးချမ်းတယ်အဓိကကတော့ဖျားရည်တရားရည်ပေါ့ဗျာဘယ်လောက်ပဲသိရမလားကိုဖျားတရားမလုပ်ပဲပြီးတော့တစ်ချက်လှုပ်လို့ရှိရင်တော့ထူးလဲထူးကြသလိုအေးချမ်းတာကိုလည်းတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အခုဒီဖျားလေးပေါ်မှာတစ်ပတ်ပတ်မယ်တစ်ပတ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပြီးရင်ဒီမှာ view point တွေတခုလည်းရှိတယ်ဆိုတော့အဲ့ဒီမှာဓမ္မလေးပါလေးရိုက်မှာပေါ့ဗျာလောဆယ်တော့တစ်ပတ်ပတ်လိုက်ပါအောင်မယ်noise cancellation လည်းကျွန်တော်မလုပ်ထားပြီးဖွင့်ထားပြီးတယ်ဆိုတော့ပိတ်ထားပြီးတော့ပုဒ်ဘေးကဝင်နေတဲ့တိုင်နဲ့ကြားမယ်တော့မျောလဲမှာဆိုဖျောက်မှာဖြစ်တော့တို့ပဲပြောလိုက်ပါတော့နော်ပုံမှန်စတူဒီယိုထဲမှာပဲအငြိမ်ကြီးရိုက်နေတာအနေပြီးတော့သိရမလားအခုကျမှဒါမျိုးတွေတခြားပြန်ရိုက်ပြီးတော့တခါကျလို့ရှိရင်လေမရိုက်ဖြစ်ပဲနဲ့မိသွားတာကြော်ရတာတွေရှိသေးတာအဲကြောင့်မလို့နေတူကလေ daily vlog ရိုက်နိုင်တဲ့သူတို့ကျွန်တော်တော်လေးဟိုလိုချီးကျူးတယ်တော်လေးချီးကျူးတယ်လို့ပြောလို့ရတော်လေးရိုက်နိုင်တာပေါ့နော်ဆိုတော့ကျွန်တော်သူမိသွားလို့ဒီရမြန်ချက်ပြီးတော့မနေ့ရိုက်နေရတာပေါ့နော်ဆိုပြီးဘလို့ဆိုတော့ view point နေရာကြီးတွားလိုက်အောင်မယ်ပြီးနောက်တစ်ချက်မှပြန်ပြပြီနော်ကြည့်ရဝေးနေတာတော့မသိဘူးတော့ကျတော့ဒီ view point နေရာလေးမှာကျွန်တော်ရောက်နေပြီတော့ကျတော့ဓမ္မလေးပါလေးရိုက်ဖို့လုပ်မှာပေါ့ဗျာဓမ္မကခဏနေမှရိုက်မယ်တော့ကျတော့ရှူခင်းလေးပါနေပါလေးလာအကက်ခတ်ဝေဖန်ပိုင်းချလိုက်အောင်ပါဗျာဆိုတော့လောဆယ်အဲ့ဒါဟိုအပေါရှောင်းပြီးတော့လောဆယ်တော့ကျွန်တော်ခဏဆိုင်နေပြီးဆိုတော့မှပဲခီးဆက်မှာပေါ့နော်လောဆယ်ကတော့ဟိုဘာမှ trade to sign တော့တင်မရှိသေးလို့ဝိုင်းဒီရိုက်တော့ပါချိတ်ပြမှာပေါ့ဒီမှာမိုက်ပါဘာဟောက်စ်ကထုံးနိုင်ဒီမှာခီးဆက်ပါမယ်လောဆယ်တော့လေးတော့ဒီမှာသူဖွင့်ပေးထားတဲ့ background music လေးနဲ့တော်လေးကိုတော့မိုက်တယ်ပေါ့နော်ဘယ်ရကုန်တော့မယ်ဟုတ်တော့ဘယ်လိုရှိလောက်ကြရဲပေါ့ဆိုတော့တောင်းကြီးမျိုးပါစီလည်းရောက်တော့အနေပါတီမျိုးပါစီလည်းမဟုတ်ဘူးတူတယ်ဟုတ်ကဲ့ကြည့်ရအောင်ဆိုတော့ကြည့်ကြည့်နေတယ်ပြီးတော့ဘာလို့ဖြစ်မလဲမသိသေးဘူးပေါ့ဗျာဒီမှာပဲဆက်ပြီးတော့ကြားရအောင်နော်
ဆိုခုနကတော့ Apple House တော့ရပြီးတော့ကြားထဲမှာထမင်းစားလိုက်တယ်ထမင်းစားဥစားကျွန်တော်ပရိနေနေရတယ်ချွေထားလိုက်တာမရိုက်ဖြစ်ဘူးနော်ဆိုခုမှပြန်ပြီးရိုက်ဖြစ်တာဟုတ်တယ်တော့ဟိုတော်ကြီးမျိုးမကြီးနေပါပတ်ကြည့်နေဒီလိုဆိုလို့ရှိရင်တော့ဟိုတယ်ကပြန်ပြဖို့များပါတယ်ကျွန်တော်လည်းပတ်ကြည့်တဲ့ဥစားလေးကိုလည်းဘက်ထရီရှိတော့အဲ့ကျန်ကျပြီးမှာပေါ့နော်ဆိုတော့တော်ကြီးလေးမျိုးမကြီးပတ်ကြည့်ရဖြစ်ပါတယ်ဒါလေးဘယ်လောက်လဲကြာ အဲ့ဒီ6ပါလား ဆောင်းလာတော့တော့ ဒါဒီလေးရောဒါစစ်လေး6ပါဒီစုပါ ကျေးဇူးပါဗျာ ဒါပဲကျွန်တော်စားတဲ့နေရာရောက်နေပါခုနကတော့ကျွန်တော်တစ်ဖက်ပြထားတယ်ဘယ်ရောက်နေလဲဆိုတော့ Lin Restaurant ဆိုတဲ့ခြေရောက်နေတာပေါ့နော်ဆိုတော့အမှကျွန်တော်တစ်ဖက်ပြလိုက်တယ်ဆိုတော့အဲ့ဒီ kitchen ကိုရောက်နေတယ်လို့ဆိုတော့ကျွန်တော်ဒီမှာလူတွေများနေတဲ့ကြောင့်ဒီကတော့မပြတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီညမှာဟိုအမေတို့ပြီးတော့ရဲ့တငယ်ချင်းတယောက်နဲ့လာစားတာပေါ့နော်လာစားတာဆိုတော့ကြောင့်ချူပါလေးတွေကပြလို့စမပြေဘူးကြောင့်မလို့အဲစားတဲ့ကက်လေးနဲ့ပါပဲထည့်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ပြင်မှာတော့ဖာသာထိုင်နေပါတယ်ဖာသာထိုင်နေပါတယ်ဆိုတော့ကျွန်တော်ဒီမှာစားတော့တာဒီမှာရှိပါကဘိနာပုံရင်းလေးပြပေးမယ်ဖြစ်ခဏလေးအဲ့ဒါဖိုင်လေးကတော့မိုက်တယ်ဗျာကျွန်တော်ဒီအားလေးကထိုင်နေတာဆိုတော့ဒီဘေးမှာလည်း unblack တွေပါလေရှိတယ် Lin Restaurant ဆိုနေရာလေးပေါ့မဆိုးပါဘူးဈေးလည်းသူကလည်းသူဖဲတယ်မှာတော့မင်းနဲ့တူတယ်တော့ဖလာတော့ပါတယ်ဆိုတော့ကျွန်တော်ဒီမှာစားလိုက်တောက်လိုက်အောင်ပါမှာတာအလေးတော့ရှိတယ်မရောက်တော့မရောက်သေးဘူးဆိုတော့မှာဘီယာ promotion လက်ရှိနေတာဆိုတော့အဆင်ပြေတယ်ဆိုတော့ဒီမှာ father ကတော့သူကလက်ရှိနေပါတော့ဘီယာ promotion ကတော့တော့ကအကျိုးယူတာဒီမှာဆိုတော့ဒါလေးက free ပေးတာဗျာ free ပေးရတယ်လည်း fine တော့မှကြီး အဲ့တော့ပြပါတယ် မဲရရတယ်ကျွန်တော်ပါရောဂါဆိုင်နေထောင်ပြโอเคစားရတယ်ဒီမှာထည့်ရိုက်စားပါနော်လက်ရှိကတော့တော့ပါ